မင်္ဂလာနေ့ကလေးပါကျွန်တော်တို့2026ခုနှစ် February လ6ရက်နေ့မနက်ခင်းကနေကျွန်တော်ပြန်လဲကြိုဆိုပါတယ်ဒီမနက်ခင်းလေးမှာတော့ကျွန်တော်တို့ယုံကြည်သူတွေအများတန်းပြုလို့ရမယ့်အတိုင်းအတာတွေအငန်းတာတွေရှိတဲ့ထဲကအစာရှောင်ခြင်းဆိုတဲ့အကြောင်းအရာလေးတစ်ခုပေါ့နော်ဒါလေးကိုဝင်လာချင်ပါတယ်အစာရှောင်ဆူတောင်းခြင်းဆိုတာလေးကိုတစ်ချက်ဝင်လာချင်ပါတယ်ဒီအကြောင်းအရာနဲ့ပတ်သက်ရင်တော့ကျွန်တော်တို့အစာရှောင်ခြင်းအပိုင်း3ပိုင်းရှိတယ်ဆိုတာကိုတွေ့ရပါမယ်နံပါတ်1အပိုင်းကတော့တစိမ့်တစ်ပိုင်းအစာရှောင်ခြင်းလို့ခေါ်ပါတယ်ဒီအကြောင်းအရာကိုဒိုင်လာအနာဂတ်ကျမ်းအခန်းကြီး1မှာကျွန်တော်ဖတ်ကြည့်တွေ့ပါလိမ့်မယ်ဒါကတစိမ့်တစ်ပိုင်းအစာရှောင်ခြင်းဖြစ်ပါတယ်သတ်မှတ်ထားတဲ့ကာလအတွင်းမှာကိုစားတောက်တဲ့အရာတွေကိုကြိုက်နေတဲ့ဆုံးအရာတွေကိုထိခိုက်စေမဲ့အရာတွေကိုရှောင်တာပေါ့နော်ဒါကိုတစိမ့်တစ်ပိုင်းအစာရှောင်ခြင်းလို့ခေါ်ပါတယ်နောက်တချို့တော့အစာရှောင်ခြင်းပိုင်းကိုတော့ဟေရှာယနာဂတိကျမ်းအခန်းကြီး58ထဲမှာကျွန်တော်တို့ဖတ်မယ်ဆိုရင်တွေ့ရပါလိမ့်မယ်ဆိုတော့ဒီတချို့တော့အစာရှောင်ခြင်းမှာတော့အချိန်တွေကိုကန့်သတ်တာရှိတယ်ပြီးတော့လှုပ်ဆောင်ရမယ့်လုပ်ငန်းတွေကိုစီမံချက်ဆွဲထားတာရှိတယ်။ဘာကြောင့်တချို့တော့အစာရှောင်ခြင်းကဒါကိုလုပ်ထားတာလဲလို့ပြောလို့ရှိရင်အနောက်မှာဘုရားသခင်ကဒီအစာရှောင်ခြင်းနဲ့သက်ဆိုင်တဲ့ကောင်းကြီးကိုပြင်ဆင်ပေးထားတာဖြစ်တယ်ဆိုတာယေရှာယအနာဂတိကျမ်းခန်းကြီး58ခန်းငယ်15မှာဆက်ပြီးဖတ်မယ်ဆိုကျွန်တော်တွေ့ရပါလိမ့်မယ်။နောက်တတိယအစာရှောင်ခြင်းကတော့လုံးဝအစာရှောင်ခြင်းဖြစ်ပြီးအစာရေကစလို့လုံးဝဖြတ်လိုက်တာဖြစ်ပါတယ်။တမန်ကျမ်းစာထဲမှာတော့ထင်ရှားတဲ့လူပုဂ္ဂိုလ်3ယောက်သခင်ယေရှုခရစ်တော်အပါအဝင်ပေါ့ကျွန်တော်တွေ့ရပါလိမ့်မယ်။နံပါတ်1ကတော့မောရှိဖြစ်ပါတယ်။တောင်ပေါ်မှာရက်ပေါင်း40လုံးအစာမစားရှိမတော့ပဲအစာရှောင်တဲ့2ကြိမ်လုပ်ခဲ့တာဖြစ်ပါတယ်။နောက်သူ့ရဲ့နောက်မှာတော့ဣသတာဖြစ်ပါတယ်။မိဖုရားဣသတာ3ရက်ပတ်လုံးသူ့ရဲ့ဂျုံနေနဲ့အတူအခန်းထဲမှာအစာရှောင်ခြင်းမှုကိုပြုခဲ့တယ်။နောက်ကျွန်တော်တို့အားလုံးသိပြီးတဲ့အတိုင်းယေရှုခရစ်တော်ဘုရားကမဿဲခရစ်ယာန်ခန်းကြီး4အငယ်1ကနေစနစ်အတွင်းမှာခြင်းအစာရှောင်ခြင်းရက်ပေါင်း40အစာရှောင်ခြင်းအမှုကိုပြုခဲ့တယ်ဒီလုံးဝအစာရှောင်ခြင်းကိုပြုခဲ့တာဖြစ်တယ်ဟုတ်ပြီအစာရှောင်လေဆိုတော့အစာရှောင်ခြင်းကဘာအကျိုးရှိလဲအစာရှောင်ခြင်းကကိုယ်ချိုးနေပြီးနေရတာလားစသဖြင့်တွေးကြရတယ်အများကြီးရှိပါတယ်နောက်နေ့ရမှာဒါလေးကိုကျွန်တော်နည်းနည်းထပ်ပြီးပြောပြပါမယ်ဒီနေ့တော့လူရင်း point တစ်ခုအနေနဲ့ပြောချင်တာကအစာရှောင်ခြင်းဟာဝိညာဉ်ရေးအသက်တာထဲမှာတကူကိုဖြစ်စေတာဖြစ်တယ်ဒါကြောင့်ဝိညာဉ်ရေးအသက်တာထဲမှာတကူကိုဖြစ်စေခြင်းနဲ့ဆိုရင်အစာရှောင်ခြင်းအမှုအမျိုးမျိုးကိုပြုကြပါဆိုတဲ့ရည်လေးတိုက်တွန်းခြင်းနဲ့ယေရှုရဲ့တပည့်တော်တွေကနတ်ဆိုးတွေနှင်ထုတ်တဲ့ကနတ်ဆိုးတွေမထွက်ဘူးယေရှုကနှင်ထုတ်တဲ့ကနတ်ဆိုးတွေထွက်သွားတယ်တပည့်တော်တွေမေးတယ်ကိုတော့ကျွန်တော်တို့ကြောင့်ဘာလို့မထွက်ပြီးကိုတော့ကြတော့ဘာဖြစ်လို့ထွက်တာလဲလို့မေးတဲ့အခါဒီမျိုးဟာဆူတောင်းခြင်းအစာရှောင်ခြင်းမှာတပါမထွက်တယ်လို့ပြောပါတယ်ယုံကြည်သူတယောက်ရဲ့သက်တာထဲမှာတကူတနည်းအားဖြင့်ဘုရားခင်နဲ့တွားလာမိတ္တာရောက်ဖွဲ့ခြင်းမျက်မှောက်တော်ခံခြင်းရရှိခွင့်အတွက်အစာရှောင်ခြင်းအလိုအင်မတန်မှအရေးကြီးပါကြောင်းရောက်တိုင်းဘုရားကောင်းကြီးပေးပါစေ။